ခဏနားထောင်လိုက်မယ်လေတခါနားထောင်လိုက်မယ်ပြီးရအဲ့ဒါမို့ကြာငါတို့ကမကြည့်ပြီးတော့နည်းနည်းများနေပြီဆိုတော့ဘာလို့များစကားနဲ့တော့ပြောစရာရှိလာပြီဗျာကျွန်တော်လည်းအမှန်ဆိုဖုန်းနဲ့တော့ပြောချင်တာဗျာဒါသူ့ဖုန်းနံပါတ်လည်းကျွန်တော်မသိလို့ကျွန်တော်ဒီတိုင်းပဲ line ပေါ်မှာကျွန်တော်ပြောလိုက်တော့ဒီဘက်ကဗျာသူပြောတဲ့စကားတွေကမမှန်ဘူးမှန်တယ်ဒါပေမဲ့သူပြောလိုက်ရင်အမြဲတမ်းတစ်ဖက်ဆောင်းလေးကျွန်တော်ပြောတာဗျာဒီလားကျွန်တော်ကပဲအမှားလုပ်နေတာကျွန်တော်ဘက်ကရေးပြအမှားကိုပဲသူကထောက်ပြတာဗျာဒီလားသူကလူကြီးတယောက်နေတယ်ဗျာသူလည်းပဲတွေးတော်ပြီးသူပြောလို့ရတဲ့စကားတွေအများအကောင်ဟိုတော့မသိတာဒီတော့အကြောင်းများရှိလို့လားနောက်ဘက်မှာဘာအကြောင်းအရာများရှိလို့လဲဆိုတော့ခင်ဗျားတို့ပြောချင်ပြောလို့ရတယ်နည်းနည်းတော့များတယ်ဗျာဒီလားဟိုလမ်းမေးလောင်းစားဝိုင်းနေကြတော့ဘာမှမလုပ်ဘူးဟို KTV တွေကြတော့ဘာမှမလုပ်ဘူး stream တွေကြတော့ရွေးလုပ်တယ်လို့ပါတော့ဒါပေမဲ့အခုမှတင်ဟာလားငါတော့မသိဘူးတော့အေးသူများလာပြလို့ငါမင်းတို့နဲ့စကားပြောနေတယ်တနေရာရောက်သွားပြီခဏနေအောင်အဲ့ဒီပြောမဲ့လူမရှိဘူးဒီကောင်တွေဒီတိုင်းလုပ်နေဆက်သွားလို့တော်အဆုံးကြီးကြည့်ကြမလို့ခဏနေအောင်ဒီကောင်ဖုန်းနံပါတ်တင်လားတင်လားဒီကောင်ဖုန်းနံပါတ်ငါအဲ့ဒါမို့ကြိုက်တာတဲ့ဒီကောင်ဖုန်းနံပါတ်တင်လားမတင်လားဘူးလားရမယ်ဘယ်ကောင်သိတော့အဲစူပါမန်ဖုန်းနံပါတ်ငါ့ကိုပဲများသွားပြီနဲသွားပြီစောက်ကလေးကအကောင်းနဲ့ပြောနေတော့ဖင်လာရနေတယ်သာပိုးလိုက်မယ်ကွာရှုပ်တယ်ဖုန်းနံပါတ်တောင်းလိုက်မင်းတို့တခါနားထောင်လိုက်ကွာကြာလို့ငါလီဒီကောင်ကောက်များပဲမင်းကဘာများတော့မေးမှာမိုင်းမမေးပါဘူးမမရဲ့ကလေးတွေအေးပိတ်ကလေးအဲ့ကောင်ဖုန်းနံပါတ်သိလားအေးပြောပေးငါခုဆက်မှာကောင်ရတယ်ပေးအိုက်ကေပေးနံပါတ်သူအဲ့တခုပဲသုံးနေပြောတာကြားဦးတယ်အဲ့ပေးတော့ခေါ်ပေးဘောင်နေကဒီလိုကိစ္စတွေကိုဝယ်မပါခြင်းလို့ပါပြောတာအင်းအားငါပြီးပြီဖုန်းနံပါတ်တင်တာကြီးကန်လည်းမကန်ဘူးဟယ်လိုစူပါမန်ဖုန်းလားမသိဘူးဗျမဟုတ်ပါဘူးပဲဆက်တာလည်းအော်စူပါမန်နဲ့စကားပြောကြလို့ကကျွန်တော်အဘဂိမ်းမင်းပါဟယ်လိုအဘဂိမ်းမင်းလို့ပြောပြပါစူပါမန်ရှိရဆိုရင်ဟုတ်ကဲ့ပါဟုတ်ခဏလေးပါနော်ဟုတ်ကဲ့ဖုန်းကိုဆက်လိုက်ပါလားရှင်သူဖုန်းမသိလို့ဗျအဲ့ဒါတစ်ချက်မေးပေးမယ်နော်ဒါကေဒီတက်တာမပြီးဟာရှင်ညီမမေးပြီးပြန်ပြောပေးမယ်နော်မေးပြီးတော့ကျွန်တော်ဒီဖုန်းနံပါတ်ကိုပေးလိုက်လဲရတယ်ဒီဖုန်းနံပါတ်ပေးလိုက်ဒီကိုဆက်ပေးပါလို့သူကဖုန်းနံပါတ်မသိလို့ဖုန်းဆက်ချင်တယ်ပြောလို့ကျွန်တော်ကသူ့ကိုလမ်းဆက်တယ်သူ့နံပါတ်စုံစမ်းပြီးတော့ဟုတ်ကဲ့ပါအခုစောင့်နေပါမယ်နော်ဟုတ်ကဲ့ကြောင်ဒဲပဲဒဲသားမယ်ပြောရမှာသူအเจ้าမပြောနဲ့ဆိုငါမျက်စိတွေမြင်အောင်လာမလုပ်နဲ့လေလိုက်မမတင်နဲ့အဲ့ဒါငါပြောစရာဘာကြောင့်မှမရှိဘူးကဲအဘဂိမ်းမင်းနဲ့ကျွန်တော်နဲ့စကားနဲ့ငါနားထောင်ကြည့်လိုက်အောင်နော်အဲ့ဒီကောင်ဖုန်းနဲ့ပြောချင်တယ်ဆိုလို့ငါဖုန်းဆက်ပေးတာနော်ငါတော်ငါဖုန်းနံပါတ်လည်းဘယ်သူမှမပေးဘူးနော်အဲ့ဒီစင်တယ်လည်းမဟုတ်ဘူးဒီကောင်ပြောချင်တယ်ဆိုလို့ပေးလိုက်အခုငါဖုန်းနံပါတ်ပေးလိုက်ဒီကောင်ပြန်ဆက်လာမဆက်လာထားလိုက်တော့ဟယ်လိုဟုတ်ကဲ့သူအပြင်မှာမဟုတ်လို့လေဖုန်းကလေမနေ့ကကြလို့ရှိရင်သူဆက်လာခဲ့မယ်လို့ပြောနေရှင်ဒါနေ့ဖက်ညအကွာသူဖုန်းနံပါတ်ပေးလို့ရလားအကွာဒီလိုအကွာညကြရင်မအိပ်ဘူးမနေ့ကျရင်ကွာအေးသူနဲ့စကားပြောလို့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့အကွာဒီလိုချိန်နေပဲအားလားဟိုဖြစ်ကိုပို့လိုက်ကိုလက်ဆက်လိုက်မယ်ဒီကောင်နဲ့စကားပြောကြည့်လိုက်မယ် तू မအားဘူးဆိုရင်ကိုချပေးလိုက်မယ်လေဟုတ်ကဲ့ရှင်ဒီ message ကိုပို့ပေးလို့ရမလားဖုန်းနံပါတ်လေးဟုတ်ကဲ့ပို့ပေးလိုက်ကျေးဇူးတင်ပါတယ်သူမြင်းမြင်းရှင်းတာကောင်းပါလေဟိုမနေ့ပြန်နေတပတ်ခါရေလုံးနေနေငါခဏညရင်ငါနိုင်လူးကြောင်သွားရင်နိုင်လူးကြောင်သွားလို့ဖြစ်သွားမယ်ခဏသူပို့ပေးနေမှာ message ကြီးရင်ရောက်ပြီလားလို့အဲ့တော့ဒုတိယဝင်တော့ငါလိုက်ကြီးလွှင့်ပြီးတော့သူ့ကိုဖုန်းဆက်တယ်ဖြစ်မှာငါလိုက်ကလွှင့်နေတာနော်လွှင့်နေတန်းလန်းကြမှာရောက်လာတာနော်ဒီပြဿနာငါဒီဟာကိုလိုက်ဆွေးလွှင့်နေတာမဟုတ်ဘူးငါအေးစေးတတရမင်းတို့နဲ့စကားထိုင်ပြောနေတာ